သူနဲ့ရီစားစဖြစ်တော့ဆိုရင်ဖုန်းပြောတဲ့အချိန်တိုင်း तू ကအမြင်နဲ့ဘာပြောအဲ့လိုပဲမေးတာတော့များတယ်ဆိုတော့ဘယ်စကလုံးတွေနားမလဲလဲဆိုတော့မမရတော့တိတ်မမိတော့ပေါ့သူအဲ့လိုမေးတိုင်းလဲဟိုပြန်ရှင်းပြဒီလိုပြောဆိုနောက်ပိုင်းချတော့လဲအမြင်နဲ့ဟိုချားနေကြဖြစ်တဲ့ကြာနားယူသွားလာပေါ့အဲ့လိုပေါ့ဒီကားလေးကလွန်ခဲ့တဲ့2နှစ်လောက်ကလေလွန်ခဲ့2နှစ်လောက်ကရိုက်ခဲ့တဲ့အဲ့လိုအခြေဆက်လန်းလေးပေါ့အဲ့ဒီအချိန်ကကျွန်တော်ကမ်ဘောဒီးယားနေပြန်လာတဲ့အချိန်မှာမပွင့်ရနေပြီးတော့ဒီကားလေးရိုက်ဖို့ရှိတယ်ဒီကားရဲ့ဇလန်းကကျတော့အဲ့လိုဟိုအရင်အဲ့လိုဘယ်လိုပြောမလဲအားထုတ်ရဟာမျိုးမဟုတ်ပါရိုးရိုးပေါ့ပအခြေဆက်လန်းလေးတကောအဲ့လိုရိုက်မလာပေါ့ကန်လန်းအချိန်မှာကြည့်လိုက်တော့လဲဇလန်းလေးကရိုးလေးပဲဟိုရိုးအခြေဆက်လန်းလေးဟိုအေးစစ်လေးပဲဟိုရိုက်လို့ရတာကားမျိုးပေါ့ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့အဲ့လိုဒီလိုမျိုးရိုက်ချင်တယ်ပေါ့နော်အရင်ခက်ခဲတွေဇလန်းတွေမစဘဲနဲ့ကိုလည်းဟိုမရိုက်တာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးစပြီးရိုက်မယ်ဆိုတော့ဒါလက်ခံပြတာပဲဟုတ်ဒါပထမဆုံးပေါ့ပထမဆုံးကျွန်တော်ဟိုဇလန်းတော့လည်းကျွန်တော်အများကြီးမရိုက်ဖြစ်ပါဘူးဆိုတော့ဟိုတေချာအချိန်အရန်မရတာလည်းပါတယ်အဲ့ဒါလည်းပါတော့ပေါ့ဇလန်းတွေကတော့အချိန်နည်းနည်းပေးရတယ်နော်ပုံမှန်ရုပ်ရှင်ကားတွေထက်ဇလန်းတွေကအချိန်နည်းပေးရအခုမှရိုက်တာဒီဟာပထမဆုံးပေါ့ပြီးရင်နောက်တစ်ခုကဟိုလက်ဝဲကလည်းအဲ့ဒီဟာဒုတိယဘလို့စပြီးကိုကသူ့ရဲ့ Taran ကိုဖြစ်သွားတယ်ပရိသတ်တွေကတော့ဇလန်တွေအဲ့လိုများရိုက်ဖို့ခဏတော့ request လုပ်ပါတယ် request လုပ်တယ်ဒါမှလည်းဟိုလေကျွန်တော်ဇလန်တွေဟိုဘယ်လိုပြောရမလဲဒီအချိန်ပေးရတာအဓိကတော့အချိန်ပေးရတာပေါ့အချိန်အရန်ပေးရတယ်ပြီးရင်ဟိုရှိခိုင်ကြအဲ့လိုရှိတဲ့ဒီအချိန်ပေးရတာမှာဇလန်တွေကြတော့ तू ကလုံလောက်မရဘူးအချိန်လေးပြဝမရအောင်အဲ့တော့ဒီရက်ပေးထားရက်အတွင်းမှာဒီစင်းတွေအကုန်လုံးပြီးအောင်ရိုက်ဖို့ဆိုတာဟိုတနေ့တည်းကိုစင်းတွေအများကြီးရိုက်ရတာမျိုးကြီးရှိတယ်ဆိုတော့တရုတ်ဆောင်တဲ့လူတွေကလည်းပြင်မှန်းတယ်ဆိုတော့အဲ့ဒါကြောင့်လေကျွန်တော်ကြည့်ရတခြားဇလန်တွေမှာအဲ့လို drama ဇလန်တွေမှာအခုမြန်မာနိုင်ငံမှာ popular ဖြစ်နေတဲ့ဇလန်တွေရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းကြည့်ဖြစ်တယ်ကျွန်တော်ကြည့်ဖြစ်တာတည်းအမျိုးသမီးကြည့်ဖြစ်တာမျိုးသမီးညဆိုရင်အဲ့မြန်မာကားပဲသူကြည့်တော့ကျွန်တော်အဲ့ဒါအများနဲ့ကြည့်ဖြစ်တော့ဟိုဇလန်တွေလောက်ရတာပူပင်မန်းတယ်ပေါ့နော်ပူပင်မန်းတယ်အခုကျွန်တော်တို့ဒီကားဆိုရင်တော့အရင်ခက်ကားမဟုတ်တဲ့အတွက်ပုံမှန်လေးပဲဒါပေမဲ့ drama ကားတွေပါရိုက်တဲ့အခါကျရင်အရင်ပင်မန်းမှာသူကတရက်ထက်ကိုစင်းနေအများကြီးကိုမတူညီတဲ့စင်မောင်များစုံငိုတလဲရှိတယ်တောက်လျှောက်တရုတ်ဆောင်တွေလည်းလေးစားဖို့ကောင်းတယ်ဟိုအရင်လည်းပြင်မှာပေါ့ကိုယ်အတွက်ကြတော့လဲကိုကမြများလေးအဲ့လိုဟိုရက်မြလေးနဲ့အချိန်ကောင်းလေးရပြီးတော့တိတ်ချရိုက်လို့ရကားမျိုးဆိုရင်တော့ဟိုထပ်ပြီးရိုက်ချင်တယ်ပေါ့ဟုတ်အတန်ဝဲတာတော့ကျွန်တော်စူးစမ်းပြီးတော့ပြင်ရမှာပေါ့လေနော်ကိုတိုင်ကဒီရုပ်ရှင်ကားတွေစရိုက်တာဖြစ်တဲ့အတွက်ဝဲတဲ့ဟာတော့ဝဲတဲ့အတန်လေးကတော့ရှိနေမှာတိုးတော်လဲဟိုမပီတာကတော့ပြဿနာဖြစ်တယ်ဆိုတော့အဲ့မပီတဲ့စကားတော့ကျွန်တော်ပူပြီးတော့စူးစမ်းပြီးတော့လေ့ကျင့်ရမှာပေါ့ဝဲတဲ့ဟာတော့သူ့ရဲ့ဟိုငယ်ကလေးကဖြစ်လာတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝ 100% ပြောင်းလဲဖို့ဆိုတာတော့နည်းနည်းခက်ခဲတယ်ပေါ့အမျိုးသမီးရောဝဲတာလေးနားလဲနားဒီသားစားဖြစ်တော့နားမလဲပေါ့နောက်ပိုင်းကျတော့လည်းနားလဲပါပါလေဒီလိုမျိုးတာကျိုးစားစီလဲနားလဲအောင်ဆောင်းနာပြောသလိုလေဟိုမြန်မာစကားပဲဟိုနော်မြန်မာစကားပဲဖြစ်တယ်ပြီးရင်ဟိုထားပါတော့ကျွန်တော်ဘိတ်လို့ပြောရင်တော့သူနားလဲချင်မှနားလဲမယ်အတုံးလုံးတော်များပေါ့ဒါပေမဲ့ရန်ကုန်လို့ပြောတဲ့ခါကျတော့အဲ့လိုမျိုးနားလဲလွယ်အောင်ပြောရင်တော့ तू နားလဲပါအရင်မြင်ပြောရင်တော့ तू ဘာပြောလဲဆိုတော့မေးတာပေါ့အဲ့လောက်ပါ तू နဲ့ရီစားစဖြစ်တော့ဆိုရင်ဖုန်းပြောတဲ့အချိန်တိုင်း तू ကအမြင်နဲ့ဘာပြောအဲ့လိုပဲမေးတာတော့များတယ်ဆိုတော့ဘယ်စကလုံးတွေနားမလဲဆိုတော့မရတော့တိတ်မမိတော့ပေါ့तू အဲ့လိုမေးတိုင်းလဲဟိုပြန်ရှင်းပြဒီလိုပြောဆိုနောက်ပိုင်းချတော့လဲအမြင်နဲ့ဟိုချားနေကြဖြစ်တဲ့ကြာနားယူသွားလာပေါ့အဲ့လိုပုံစံပြီးပါဘောတဲ့မောင်ပြီးပါဘောထွေးထူးတင်စားရမယ့်ဟာမျိုးတော့မရှိပါဘူးပုံမှန်
တခြားဟိုအပြင်မှာရှိတဲ့ဇနီးမောင်နှံတို့ပဲပေါ့တခြားဇနီးမောင်နှံတို့ပဲကျွန်တော်တို့လည်းအဲ့လိုပေါ့တယောက်နဲ့တယောက်နားလည်မှုနဲ့ဟို view site တယ်ဒီလောက်ပါပဲအများကြီးထွေထွေထူးရတော့မရှိပါဘူးပြီးရင်နောက်ပိုင်းမှာပွဲတိုက်များလာဆိုတော့အခုတယောက်နဲ့တယောက်ကဟိုနေရာပေါင်းတယောက်ဖြစ်သွားတယ်လို့မျိုးပေါ့သူ့ရဲ့အတိုင်းပိုင်းကိုယ့်ရဲ့အတိုင်းပိုင်းဆိုတော့အတိုင်းပိုင်းတစ်ခုဖြစ်လာတဲ့အချိန်မှာအပေါင်းအသင်းတွေကပုံများလာတယ်ပြီးတော့အခုကျွန်တော်တို့အသက်အရွယ်မဟာလို့ပို့ပြီးတော့များပြားလာတဲ့မင်္ဂလာဆောင်တွေပေါ့ကိုယ့်ရဲ့တငယ်ချင်းတွေတော်တော်များများလည်းမင်္ဂလာဆောင်ကိုဆိုတော့အဲ့လိုပေါ့ကိုဖက်တယ်ရောသူဖက်ရောအဲ့လိုတွားရတာပေါ့လေသူကကျတော့အဲ့လိုဓာတ်ပုတ်ရိုက်ရတာတိတ်ဝါသနာမပါဘူးမပါဘူးသူပွဲတွေပါတွားလဲဓာတ်ပုတ်တွေပါသူစီမှာတိတ်မရှောက်ဘူးပေါ့နောက်ပိုင်းကျတော့သူ့ကိုအဲ့လိုမျိုးဟိုကျွန်တော်လည်းတိတ်မရိုက်ပြီးဖြစ်ပါဘူးအမှန်တိုင်းပြောရရင်တော့ကျွန်တော်လည်းတစ်ခါတည်းစိတ်ကူးပေါက်မှာတက်လေးဒီနားမှာရက်လိုက်ရိုက်ပြီးမယ်ပေါ့အဲ့လိုမျိုးပဲဟိုများသောအားဖြင့်တော့သူရိုက်ချင်အဲ့လိုတငယ်ချင်းတွေပြီးရိုက်ခံတယ်ပုံမှန်တော့သူမရိုက်တာများတယ်ဟုတ်လောဆယ်ကျွန်တော်ကားရိုက်လေးနည်းနည်းဆက်နေတယ်ကားရိုက်လေးဆက်နေတော့အဲ့ကားရိုက်တွေပြီးတဲ့အချိန်ကျမှအဲ့လို board တစ်ခုတေချာအဲ့လိုပြင်ပြီးတော့ပုံဖော်ကြီးစနေတကြပြန်တီဆောက်မယ်လို့လုပ်ထားလောဆယ်အမျိုးသမီးရောကိုကနည်းနည်းလေးအလုပ်များနေအခုဒီဒီကားလေဒါအခုဒါလူပြိုတော့လက်ခံတာကားရိုက်ထက်ကားဟုတ်တယ်လူပြိုတော့ပေါ့လူပြိုတော့ကျွန်တော်ထင်တယ်နှစ်လောက်တောင်ရှိသွားပြီထင်တယ်ဟုတ်ပေါ့အမသေးကတော့အများကြီးပေါ့ဒီထက်မှပါတဲ့လူတွေအကုန်လုံးကျွန်တော်ပထမဆုံးစုံဘူးတဲ့ဟိုအနုပညာညီကောင်မောင်မတွေပဲဆိုတော့အကုန်လုံးနဲ့ဟိုနောက်ထပ်ဟိုပေါ့ခင်မင်ရတဲ့လူတွေအစ်စ်ထပ်ပြီးတော့ရခဲ့တော့ပေါ့ပြီးတော့အကုန်လုံးနဲ့တရုပ်ဆောင်ရအချိန်မှာလဲဟိုဘယ်လိုပြောမလဲအကုန်လုံးကလည်းဟိုအလုပ်လုပ်ရအရန်ကောင်းတယ်အရန်ကောင်းတာဖြစ်တဲ့အတွက်ကြောင့်တရုပ်ဆောင်ရတဲ့အချိန်မှာလည်းအလုပ်လုပ်ရအချိန်မှာအရန်ပျော်ရွှင်မှုကအလုပ်လုပ်နေရဆိုတာထက်ကိုကောင်းတဲ့အဟာမျိုးရတော့မပြောတတ်တော့ romance ရိုးသူကရိုးအချစ်ဇလန်လေးပါကျွန်တော်ကတော့ ro ရမှာမဟုတ် main လေးရ ro ရတာအဲ့လိုမျိုးအရိုခံနေရတာဟုတ်ကဲ့ဟုတ်တိုးလေးချစ်မယ်ဆိုတော့အခုဇလန်တွဲလေးကိုအမတီခုနဲ့ဒီ hey play channel မှာလွှင့်နေပါတယ်အပေးပရိသတ်တွေအားလုံးကြည့်ရှုခံစားအားပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်